ဂျူရှူဝါဗန်ရဲ့ပါဝါလက်သီးကပန်တိုဂျာကိုလဲကျအောင်ထိုးနိုင်ပါမလားပြိုင်ဘက်တွေကိုအလဲထိုးနိုင်တဲ့ပြင်းထန်ပြီးအမှုပညာဆန်တဲ့ဗန်ရဲ့ညာပါဝါလက်သီးတွေကဘလို့နည်းစနစ်တွေကြောင့်ဒီလောက်အစွမ်းထက်နေရတာလဲသူ့ရဲ့ပထမဆုံးလှုပ်ဝက်ချက်ကတော့ခန္ဓာကိုယ်ရဲ့ဝိမျှတမှုပဲဖြစ်ပါတယ်လက်သီးမထိုးခင်အချိန်တိုင်းမှာခန္ဓာကိုယ်ကိုညီတူညီမျှအကောင်းဆုံးထိန်းထားပြီးထိုးလိုက်တဲ့စက္ကန့်မှာတော့နောက်ခြေကဝိတ်နဲ့အရှိန်ကုန်လုံးကိုလက်သီးထဲပုံဝေါ်ပြီးပစ်ထိုးလေးရှိတာပါဒုတိယအချက်အနေနဲ့ညာလက်သီးထိုးလိုက်တိုင်းမှာသူ့ရဲ့ဘယ်ခြေထောက်ကမြေပြင်ပေါ်မှာကြောက်ဆောင်လိုခိုင်ခိုင်မာမာအထိုင်ချထားပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ရိုက်ခတ်မှုကိုထိမ့်ပေးပြီးလက်သီးအမချော်ပဲပြစ်မှတ်ကိုတက်တက်ထိစေပါတယ်။ဒါအပြင်ပုံမှန်လက်ဝှေ့အယူအဆတွေနဲ့မတူဘဲလက်ကိုနည်းနည်းအောက်ချထားပြီးခန္ဓာကိုယ်အားအပြည့်ထွက်မဲ့ပုံစံမျိုးနဲ့ထိုးလေးရှိပါတယ်။ဒါဟာပြိုင်ဘက်ရဲ့ကစားဟန်ကိုအပိုင်ဖက်နိုင်စွမ်းနဲ့ဘယ်အချိန်မှဝင်ရမလဲဆိုတဲ့တိုင်မင်ကိုတိတိကျကျမိလို့ပဲဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ပုံသေးပုံစံမျိုးမဟုတ်ပဲဘယ်ရောညာပါအားပြင်းပြင်းထိုးနိုင်တယ်လို့ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကိုရှောင်တိန်ပြီးကောင်တာပြန်ထိုးတာလဲအလွန်လင်းမြန်ပါတယ်ဒါကြောင့်ပြိုင်ဘက်တွေအတွက်ဘယ်လက်သီးလာမလဲညာလက်သီးလာမလဲဆိုတာခံမှန်းရအခက်ဆုံးပါပဲဒီလိုခန္ဓာကိုယ်မျှခြေထိုင်ခိုင်မာမှုတိုင်မင်မိမှုနဲ့ကြိုတင်မခံမှန်းနိုင်တဲ့ကစားကွက်တွေပေါင်းစပ်မှုကြောင့်ပဲဗန်ရဲ့ညာလက်သီးဟာပရိသတ်တွေရင်တက်ရှုမောရတဲ့ပါဝါလက်သီးဖြစ်လာရတာဖြစ်ပါတယ်ပရိသတ်တို့ရောဗန်ရဲ့ညာလက်သီးကပန်တိုဂျာကိုကြောက်အောင်ထိုးနိုင်ပါမလားအမြင်လေးတွေပြောသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်